ဇလန်ရဲ့အစမှာတော့တန်ငါတဲ့ရွာတွေမှာဂွန်ဆိုတဲ့ကောင်လေးကဒီရွာမှာလူကြီး9ယောက်ဖမ်းရင်တော့မရနိုင်နဲ့အေးရမှာ9ကြီးကြီးတစ်ကောင်ဖမ်းဖို့လုပ်နေပါတယ်ဂွန်တယောက်ဒီလိုဖမ်းဖို့လုပ်တာကလည်းသူ့ရဲ့အတော်စီကနေဟန်တာဆာမိုးပဲတောက်ပြေခွင့်ရမှာမို့လို့ပါပဲဒီအချိန်မှာပဲရုတ်တရက်ဂွန်ရဲ့ငများတန်လှုပ်လာပြီးဆွဲဖို့လုပ်ပါတယ်တစ်ပင်ကိုပတ်ထားလိုက်ပြီးနောက်ပြန်ဆွဲပြီးမဖြစ်တဲ့အဆုံးမှာတော့တစ်ပင်ကိုအပတ်ပေါင်းများစွာပတ်လိုက်ပြီးတော့နောက်ဆုံးမှာတော့အေးရမှာ9ကြီးကိုဖမ်းနိုင်ခဲ့ပါတယ်ချာသားတွေကလည်းအံ့ဩနေကြပြီးဂွန်ရဲ့အဖေကလည်းဒီလို9ကြီးကိုလွန်ခဲ့တဲ့အနှစ်20လောက်ကဖမ်းနိုင်ခဲ့တယ်လို့ပြောပါတယ်ဒီချိန်မှာပဲဂွန်ရဲ့အတော်မီတိုဆန်ရောက်လာပြီးခွန်ကသူ့ဟန်နာဆာမွေးဝဲသွားပြေခွင့်ပေးဖို့ပြောပြီးမီတိုဆန်ကလည်းနှုတ်ဆက်နေခဲ့ပါတယ်။9ရောက်တော့ဂွန်ကသူ့ရဲ့စွန်သားကန်အတွက်လိုအပ်တဲ့ပစ္စည်းကိုပေးစင်နေနေမီတိုဆန်ကလည်းဂွန်စိတ်မချဖြစ်နေပါတယ်။ဂွန်ရဲ့အဖေကလည်းဒီဟန်နာဆာမွေးကိုငယ်ကလေးကသွားပြေပြီးအခုထိပြန်မလာနိုင်ခဲ့တာကိုဂွန်ကထပ်သွားဖို့လုပ်နေတာကိုမီတိုဆန်တယောက်သဘောမကျပါဘူး။ဂွန်ကလည်းသူ့ရဲ့ဖေကဟန်နာဖြစ်ဖို့ဘာလို့အရန်စိတ်ဝင်စားခဲ့တာလဲဆိုတော့သိရဖို့သွားမှာလို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့ဂွန်ကသူ့ရဲ့အဖေချင်းလိုဟန်နာဆာမွေးကိုသွားပြေတော့မှာမို့မီတိုဆန်ကိုနှုတ်ဆက်နေပါတယ်မီတိုဆန်ကလည်းအိမ်ဟူသာရောင်းအောင်ပြန်လာခဲ့ဖို့ပြောပြီးသူတို့နှစ်ယောက်ခရီးပေးခဲ့ကြပါတယ်ဒီလိုနဲ့ဂွန်ကတင်မောကြီးတစ်စီးနဲ့လိုက်သွားပြီးကပအကောင်းဆုံးဟန်တာတယောက်ဖြစ်လာမှပြန်လာခဲ့မယ်လို့နှုတ်ဆက်နေပါတယ်တင်မောပေါ်ကလူတွေကလည်းဂွန်ကိုနှစ်တိုင်းဟန်တာဆာမွေးလာပြေဖို့အောင်တဲ့လူတွေကလည်းလက်ထိုးရီလို့ရတယ်လို့ပြောပြီးဂွန်ကိုတိတ်တိတ်နေဖို့ပြောပါတယ်ဂွန်ကတင်မောပေါ်မှာကက်ဆိုလို့ခေါ်တဲ့တင်မောသားတယောက်ကိုတခြားသူတွေကဝိုင်းနိုင်ကျနေတာကိုတွေ့လိုက်ပါတယ်မကြခင်မှာပဲတင်မောကပတင်ရောက်လာပြီးကိုယ့်လုပ်ကိုလုပ်ကြစမ်းလို့ပြောပါတယ်ဂွန်ကလည်းအောက်ကျနေတဲ့ပန်းစီတစ်လုံးကိုကက်ဆူကိုပေးလိုက်ပါတယ်တင်မောပေါ်မှာတော့ဇေယောငတ်တွေကအော်နေကြပြီးတော့ဂွန်ကမကြခင်မှာမှုတ်တိုင်းလာတော့မယ်လို့ကပတင်ကိုပြောလိုက်ပါတယ်ကပတင်ကလည်းကြောင်သွားပြီးမင်းကဘလို့သိရလဲလို့မေးလိုက်ပါတယ်ဒီအချိန်မှာဂွန်ကတင်မောမျောစင်ပေါ်တက်သွားလိုက်ပြီးအနက်ခံပြီးတော့ကပတင်ကိုမှုတ်တိုင်းတစ်ခုလာနေပြီလို့ပြောလိုက်ပါတယ်မကြခင်မှာပဲဂွန်ပြောသလိုမှုတ်တိုင်းရောက်လာပြီးလှမ်းလုံးတွေကလည်းခက်ထန်နေပါတယ်တင်မောပေါ်လူတွေကကပတင်ရွှေပြင်းနေချတင်ပြီလို့ပြောနေပေမဲ့ကပတင်ကပြောစရာဆိုတော့အခုမှစတာလို့ပြောပြီးစမောင်းလာခဲ့ပါတယ်မကြခင်မှာပဲမှုန်ထဲကပြန်ဆဲသွားပြီးတင်မောပေါ်ကလူတွေကလည်းဖယ်မန်းကုန်ကြပါတယ်ကပတင်ကလည်းလိုက်ကြည့်တော့ခါနယ်ရှိတဲ့လူတွေကိုမတွေ့ပါဘူးဒါပေမဲ့ဂွန်ကတော့အစင်ပြေုံနေမကပဲတခြားသူတွေကိုအခုညီနေပါသေးတယ်ပြီးတော့သူ့ဘီနာအကောင်လေးနှစ်ယောက်ကလည်းအစင်ပြေနေတာကိုကပတင်တွေ့လိုက်ပြီးတော့ဒီနေ့ဆာမွေးဖြစ်ရဲ့အကောင်လေးတွေကမစိုးဘူးပဲလို့ပြောပါတယ်သူတို့နဲ့အတူကက်ဆူဝိုကလည်းကုန်နေပါသေးတယ်ကပတင်ကသူတို့ရဲ့နာမည်တွေကိုမေးလိုက်ပြီးခွန်ကိုရာဘီကာနဲ့လက်အိုရီယိုတို့ကပြောပြလိုက်ပါတယ်ပြီးတော့ကပတင်ကမင်းတို့ဘာလို့ဟန်တာဖြစ်ချင်တာလဲလို့မေးတော့လက်အိုရီယိုကခမရဆာမွေးစစ်တဲ့သူမဟုတ်ဘဲနဲ့အထက်စီးဆံမနေနဲ့လို့ပြောပါတယ်ခွန်ကတော့သူ့ဖေကဟန်တာတယောက်ဖြစ်ပြီးဘာလို့ဒီဟန်တာအလုပ်ကိုအဖေကအရန်စိတ်ဝင်စားတာလဲလို့သိချင်လို့ဟန်တာဆာမွေးလာပြေးတာလို့ပြောပါတယ်ကပတင်ကတော့ခွန်ကချင်းရဲ့တားဖြစ်မှန်ကိုသိလိုက်ပါတယ်လက်အိုရီယိုနဲ့ကူရာဘီကာတို့ကတော့သူတို့ဘာလို့ဟန်တာဖြစ်ချင်တာလဲဆိုတာကိုမပြောပြပါဘူးကပတင်ကလည်းကက်ဆူဒီမှာထွက်သွားတဲ့လူ2ယောက်ရှိတယ်လို့ပြောခိုင်းနေပြီးအကုန်လုံးကလည်းကြောက်သွားခဲ့ပါတယ်တကယ်တော့တင်မောကပတင်ကဆာမွေးစစ်တဲ့အဖွဲ့ရဆိုတာကိုသူတို့သိသားခဲ့ပါတယ်။မှုန်တိုင်းတောင်မခံနိုင်ကြတဲ့သူတွေကဆာမွေးတောင်ဖြည့်တယ်မလို့ပဲပြုတ်သွားပြီလို့ကပတင်ကပြောပါတယ်။ဒီလိုနဲ့ကူရာဘီကကတ်တာကလန်ရဲ့နောက်ဆုံးကြံရသူဖြစ်ပြီးလွန်ခဲ့တဲ့4နှစ်တုန်းကသူတို့ရဲ့ကလန်ကိုလူဆိုးအဖွဲ့တစ်ဖွဲ့ကတပ်ဖြတ်ခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်ကူရာဘီကဒီလူဆိုးတွေကိုလက်စားချေခြင်းလို့ဟန်တာဖြစ်ရှင်တာလို့ပြောပါတယ်။လက်အိုဒီယိုကလည်းလက်စားချေမယ်ဆိုဟန်တာဖြစ်စရာလိုလို့လားလို့မေးလိုက်ပါတယ်။ကူရာဘီကလည်းမင်းကတော်တော်တုံးတာပဲလို့ပြောလိုက်ပြီးလက်အိုဒီယိုရိုင်းဆန်းဆန်းပြောလိုက်ပါတယ်။ခွန်ကလည်းလက်အိုရီယိုကရောဘာလို့ဟန်တာဖြစ်ချင်တာလဲလို့မေးလိုက်ပါတယ်လက်အိုရီယိုကတော့ပတ်စံရှာခြင်းလို့ပြောပါတယ်ပတ်စံရှိရင်ဘာလို့လုပ်လို့ရတယ်လို့ပြောပြီးကူရော်ဘီကမင်းရဲ့အစင်တန်းကိုတော့ပတ်စံနဲ့ဝယ်လို့မရဘူးလို့ပြောလိုက်ပါတယ်လက်အိုရီယိုလည်းဒေါ်လာထွက်သွားပြီးတော့မင်းတို့ကတ်တာကလိုင်းရဲ့နောက်ဆုံးချန်နဲ့မင်းကိုအဆုံးသတ်ပေးမယ်လို့ပြောလိုက်ပါတယ်အပြင်ကိုထွက်ခဲ့လို့ပြောပြီးကူရော်ဘီကကိုစိန်ခေါ်လိုက်ပါတယ်ဒီအချိန်မှာဒီမော်တာတယောက်ကကပတင်ကိုလက်ညှိုးထိုးရလိုက်ပြီးမုန်ထဲကပြန်ထန်လာခဲ့ပါတယ်ကပတင်ကရွှေပြင်းတွေကိုချခိုင်းလိုက်ပြီးခုံကလည်းကူပြီးမယ်လို့ပြောပါတယ်တင်မောသားရီနဲ့ဂွန်တို့ကရွှေပြင်းတွေကိုချနေတဲ့အချိန်မှာလက်အိုရီယိုတို့ကမကြည်ပွဲနှောကြတော့မှာပါသူတို့ရဲ့လက်နက်တွေကိုထုတ်လိုက်ကြပြီးဒီအချိန်မှာတင်မောသားကက်ဆူကလင်းထွက်လာပြီးလက်အိုရီယိုနဲ့ကူရိုဘီကာတို့ကလမ်းဆွဲလိုက်ပြီးမယ်မမိပါဘူးဒီအချိန်မှာဂွန်ကကက်ဆူကိုလမ်းဖမ်းလိုက်ပြီးဂွန်ကိုတော့ကူရိုဘီကာနဲ့လက်အိုရီယိုတော့ဆွဲထားလိုက်ပြီးတော့နောက်ဆုံးမှာတော့ကက်ဆူကိုဖမ်းပြီးသွားခဲ့ကြပါတယ်မှုန်လိုက်ဆဲတော့ကက်ဆူကသူတို့ကိုလာကျေးဇူးတင်နေပြီးသူ့တက်ကိုကဲခဲ့တဲ့အတွက်ကျေးဇူးတင်စကားလာပြောနေပါတယ်ပြီးတော့အလုံးလုံးရအောင်မှမို့လို့ပြန်ထွက်သွားပြီးဒီအချိန်မှာကူရိုဘီကာသူ့ရဲ့ရိုင်းပြခဲ့တဲ့အပြုအမူတွေကိုခွင့်လွှတ်ပေးဖို့လက်အိုရီယိုတောင်းပန်လိုက်ပါတယ်လက်အိုရီယိုကလည်းကူရိုဘီကာကိုသူပြောခဲ့တာတွေကိုခွင့်လွှတ်ပေးဖို့ပြောပြီးအချင်းချင်းတောင်းပန်လိုက်ကြပါတယ်ကပတင်ကလည်းမင်းတို့သဘောကျတယ်ကွာလို့ပြောပြီးအနီးဆုံးစိတ်ကမ်းမှာချပေးမယ်လို့ပြောပါတယ်ကူရာဘီကာကဒါဆိုရင်ဆာမွေးဝဲကရောလို့မေးတော့မင်းတို့တော့လို့အောင်နေလို့ကပတင်ကဖြေလိုက်ပြီးအပိုင်းတစ်ပြီးတော့ခဲ့ပါတယ်